ကျွန်တော်ကအီရန်နိုင်ငံကရှရီယာဥပဒေကြောင့်ခံစားခဲ့ရသူတယောက်ပါပြီးတော့တင့်နိုင်ငံတွေကိုတင်တို့ခွင့်ပြုနေတဲ့ဒီအယူဝါဒဟာအန္တရာယ်ရှိတဲ့အယူဝါဒတစ်ခုဖြစ်တယ်ဆိုတာပြောပြဖို့ဒီမှာရှိနေပါတယ်။အခုအစ္စလမ်ဘာသာလွှမ်းမိုးနေတဲ့နိုင်ငံတိုင်းဟာအရင်ကခရစ်ယာန်နိုင်ငံတွေဖြစ်ခဲ့တယ်။ကျွန်တော်တို့ကသဘောထားပြောတဲ့ခရစ်ယာန်တွေဖြစ်ပြီးဒီလူတွေကိုဝင်လာခွင့်ပေးမယ်သူတို့ရဲ့ရှရီယာဥပဒေကိုကျွန်တော်တို့နိုင်ငံထဲယူဆောင်လာခွင့်ပေးမယ်ဆိုရင်ကျွန်တော်တို့ကိုတဖြည်းဖြည်းနဲ့နီလန်မျိုးမျိုးနဲ့ဖျက်ဆီးသွားအားလိမ့်မယ်ဒီအကြောင်းကိုရှင်းရှင်းလင်းလင်းပြောပြရစေခရစ်ယာန်ဘာသာဆိုတာဖျားသခင်နဲ့ပုဂ္ဂိုလ်ရေးဆိုင်ရာဆက်ဆံရေးတစ်ခုဖြစ်ပါတယ်ခဲစားရဲ့အရာကိုခဲစားထံပေးပြီးဖျားသခင်ရဲ့အရာကိုဖျားသခင်ထံပေးရမယ်ဆိုတဲ့သဘောပါအစ္စလမ်ဘာသာမှာရှရီယာဥပဒေဒါဝါဘာသာရေးနဲ့နိုင်ငံတော်အကြားဆက်နွယ်မှုတွေပါဝင်ပြီးအမေရိကန်ရဲ့စနစ်နဲ့တောင်ကိုက်ညီမှုမရှိဘူးလို့သူကဆိုပါတယ်ပြီးတော့ဒီလူတွေကထက်ဖျားဆိုတဲ့အယူအဆကိုအသုံးပြုပြီးတင့်ကိုလိန်ညာပြီးတင့်ကိုလှည့်ဖျားထိန်းချုပ်ကြလိမ့်မယ်အစ္စလမ်ဘာသာဝင်တွေအင်အားနည်းနေတဲ့အချိန်မှာသူတို့ကတင့်ကိုလိန်ပြီးငြိမ်းချမ်းစွာလာတာလို့ပြောကြလိမ့်မယ်လို့သူကဆိုပါတယ်အစစ်နှစ်ကတော့အခုလက်ရှိ UK မှာဖြစ်နေတဲ့အရာလို့ဆိုပါတယ်အဲ့ဒီမှာရဲတပ်ဖွဲ့ကလူအုပ်စုအလိုက်မတူညီတဲ့စံနှုန်းနှမျိုးနဲ့အရေးယူနေတယ်ဖျားသခင်ဘာသာရေးကိုစော်ကားမှုဆိုင်ရာဥပဒေတွေအစ္စလမ်ကိုမုန်းတီးမှု Islamophobia လူမျိုးရေးခွဲခြားမှု racismစတာတွေနဲ့ပတ်သက်ပြီးသူတို့ပြောနေတဲ့အရာတွေရှိတယ်လို့ဆိုပါတယ်ပထမဆုံးအနေနဲ့အစ္စလမ်ဘာသာဟာလူမျိုးတစ်ခုမဟုတ်ဘူးဒါကြောင့်မင်းတို့အစ္စလမ်ကိုဝေဖန်တိုင်းသူတို့ကလူမျိုးရေးအယောင်ချဲပြီးတုံ့ပြန်ကြတယ်ဒါပေမဲ့နိုင်ငံတိုင်းမှာဒီဆက်ဆုပ်ဖွယ်ကောင်းတဲ့အယူဝါဒမျိုးရှိတယ်ကျွန်တော်ရဲ့ကိုယ်ပိုင်နိုင်ငံအီရန်ရုရှားတို့အပါအဝင်ပေါ့အစ္စလမ်မုန်းတီးရေးဆိုတာလဲလောက်ကျန်ဖန်တီးထားတဲ့အဓိပ္ပာယ်မဲ့စကားပဲဘာဖြစ်လို့လဲဆိုတော့သူတို့ရဲ့တေချင်းအယူဝါဒ death cult ကိုမင်းတို့ဝေဖန်မှာသူတို့မလိုချင်လို့ပဲဒါကြောင့်သူတို့ကဒီယူဝါဒကို UK မှာသူတို့သွားတဲ့နိုင်ငံတိုင်းမှာတွန်းအားပေးနေကြတာအခုအချိန်မှာ103အစ္စလမ်မုန်းတီးရေးစန့်ကျင်ရေးဆုံးဖြတ်ချက်ကကနေဒါမှာရှိတယ်သူတို့ကငါတို့ကိုတမင်တကာအတန်ပိတ်ဖို့စ조사နေတယ်ပြီးတော့ဒီထဲမှာအဖမ်းအဆီးခံရတဲ့အဆိုးဆုံးလူတွေကမွတ်စလင်တွေကိုယ်တိုင်ပဲသူတို့ဒီတေချင်းယူဝါဒကနေမထွက်ခွာနိုင်ဘူးဘာလို့လဲဆိုတော့အဲ့ဒီဆက်ဆုပ်ဖွယ်ကောင်းတဲ့ကျမ်းစာကိုမေးခွန်းထုတ်ရင်မင်းကိုကာဖေရခုဖာလို့တတ်မှတ်ခံရမယ်ပြောထားလို့ပဲအဲ့ဒီအတွက်သူတို့အသက်ခံရတယ်ကျွန်တော်ရဲ့တငယ်ချင်းတွေအီရန်မှာအယူဝါဒပြောင်းသူတွေအနေနဲ့ထောင်ထဲမှာဖြစ်ဖြစ်သေဆုံးသွားဖြစ်ဖြစ်ရှိနေတယ်ငါမင်းကိုပြောနေတာဒါဆိုရတဲ့အကြံတစ်ခုပဲပြီးတော့ရှရီယာဥပဒေအောက်မှာနေထိုင်ခဲ့ဘူးသူငါတို့လိုလူတွေရဲ့စကားကိုနားမထောင်ဘူးဆိုရင်မင်းနောင်တရလိမ့်မယ်